မြန်မာနိုင်ငံကဂျင်ဆော့တဲ့လူငယ်အများစုမှာတွေ့ရတဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ဒါကတော့မာဆယ်တက်ချင်တယ်ခန္ဓာကိုယ်တစ်ခုပြောင်းချင်တယ် confidence တွေတိုးလာချင်တယ်ဒါပေမဲ့အဲ့ဒီရလဒ်တွေရဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ nutrition ကိုတော့နောက်ဆုံးမှထားပြီး workout program တွေ split တွေ exercise variation တွေကိုပဲအလွန်ကြုံစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။တကယ်တော့ခန္ဓာကိုယ်တစ်ခုပြောင်းလဲဖို့အတွက်ဆိုရင်ဂျင်မှာဘာဆော့နေလဲဆိုတာထက်ဘာစားနေလဲဆိုတာကလည်းအရေးကြီးပါတယ်။ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံရဲ့ကုန်စည်နှုန်းအခြေအနေအရကြက်သားအမဲသားငါနို့စတဲ့ protein source တွေဈေးတက်လာတဲ့အချိန်မှာလူငယ်အများစုဟာ nutrition ကိုစနစ်တကျစီမံဖို့ထက်မာဆယ်ကြီးအောင်ဂျင်မှာဘယ်လိုဆော့ရမလဲဆိုတာကိုပဲပို့ပြီးတော့စိတ်ဝင်စားလာကြတာပဲဖြစ်ပါတယ်။ဒါဟာလူငယ်တွေရဲ့အမှားသက်ပဲတော့လည်းမဟုတ်ပါဘူး။ social media ပေါ်မှာလည်း workout နဲ့ပတ်သက်တဲ့ content တွေကအလွယ်တကူကြည့်လို့ရနေပြီးတော့ budget နည်းနည်းနဲ့ protein ပြည့်အောင်ဘယ်လိုစားမလဲဆိုတဲ့ content တွေကနည်းပါတယ်။ဒါကြောင့်လည်းလူအများစုကအကောင်းဆုံး training အကောင်းဆုံး workout ဆိုတဲ့ content တွေကြားထဲမှာပဲလမ်းပြောင်းနေကြတာများပါတယ်။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်း protein မစားနိုင်ဘူးမတက်နိုင်ဘူးအစားအသောက်ကိုတေချာစီမံဖို့အတွက်မအားဘူးလို့ပြောနေကြတယ်ဆိုပေမဲ့ gym membership အတွက်တစ်လကိုတောင်းကနန်းကနေသင်ကနန်းသုံးနိုင်ကြပေမဲ့တစ်နေ့ကိုကြက်ဥ၄လုံးလောက်စားဖို့ကိုကြတော့တွန်းဆုတ်နေတတ်ကြပါတယ်ပြီးတော့ energy drink တွေ barbell tea တွေနဲ့တခြားမလိုအပ်တဲ့အပိုကုန်ကျစရိတ်တွေကိုတွက်ကြည့်မယ်ဆိုရင်တစ်ပတ်စာလိုအပ်တဲ့ protein budget ထက်ပိုနေတာတွေ့ရတတ်ပါတယ်ကုန်စည်နှုန်းတွေကြောင့်အစားအသောက်တွေကဈေးတက်လာတယ်ဆိုပေမဲ့လိုက်မစားနိုင်လို့ဖြစ်တယ်လို့စားမယ်ဆိုတာမျိုးကတော့မဖြစ်သင့်ပါဘူးသင်ကကိုယ့် body နဲ့ကိုက်ညီတဲ့ workout program nutrition plan နဲ့ science based coaching ကိုလိုချင်နေဆိုရင်ကျွန်တော်ရဲ့101 online body transformation program ကို join လို့ရပါတယ်။3လအတွင်းကျွန်တော်နဲ့ personalized coaching ယူလို့ရမှာဖြစ်ပြီး weekly progress တွေ gym မှာကစားတဲ့ ဖောင်တွေမှန်ကျွန်တော်ကိုယ်တိုင်တယောက်ချင်း guide လုပ်ပေးမှာဖြစ်ပါတယ်။3လကိုမြန်မာငွေ3သိန်းခွဲပဲကျသင့်မှာဖြစ်တဲ့အတွက်အခုပဲဒီ Telegram account ကို register လုပ်ဖို့အတွက်ဆက်သွယ်လိုက်ပါ